တခါတော့ကလဲကုံတဲ့တယောက်ဟာခရီးဝေးတစ်ခုကိုသွားနေခဲ့တယ်။လမ်းခရီးတစ်လျှောက်အပင်ကြီးတစ်ပင်အောက်ကိုရောက်တဲ့အခါမှာအလွန်ရွေ့ဆောင်ပြီးရုပ်ဆိုးလာတဲ့ပိတ်တာကြီးတစ်ကောင်ကိုတွေ့လိုက်တယ်။ရုတ်တရက်ကုံတယ်ကလည်းပိတ်တာရဲ့ကြောက်စရာတင်မြင်ကြောင့်အရင်လန့်သွားခဲ့တာပေါ့။အဲ့ဒီပိတ်တာဟာအစာရည်စာမရပဲဒုက္ခရောက်နေပြီးကုံတယ်ကိုမြင်လိုက်တာနဲ့ဝမ်းနဲ့တုန်လှုပ်နေတဲ့အတန်နဲ့ပြောရှာတယ်။ကျွန်တော်အလွန်ဒုက္ခရောက်နေပါတယ်။ကူညီပေးပါ။ကုံတယ်လည်းစိတ်မကောင်းဖြစ်ပြီးမေးလိုက်တယ်။မင်းဘာကြောင့်ဒီလိုဖြစ်နေတာလဲ။ပိတ်တာကဖြေတယ်။အတိတ်ဘဝတုန်းကကျွန်တော်ကတထေးကြီးတယောက်ရဲ့အလုပ်သမားဖြစ်ခဲ့တယ်။တထေးကြီးကအလှူတွေလုပ်တဲ့အခါကျွန်တော်ကိုလှူခိုင်းခဲ့ပေမဲ့ကျွန်တော်ကဆင်းရဲသားတွေကိုမလှူတဲ့စိတ်နဲ့ရွဲ့ဆောင်ပြီးမမြင်ကြအောင်ဆောင်လှူခဲ့တယ်။နောက်ဆုံးတော့မတက်တာပဲအရှိထိရောက်လာတဲ့အခါကျမှသာမဲရွဲ့ပြီးလှူခဲ့တယ်။အဲ့ဒီအပြစ်ကြောင့်အခုလိုမျိုးမျက်နာရွဲ့ဆောင်မတတိစရာဖြစ်နေတဲ့ပိတ်တာဘဝကိုရောက်ခဲ့ရတာပါပဲပြောရင်ပိတ်တာလဲချုံမွေးရှောင်ငိုရှာတယ်ကုံတယ်လဲဒီစကားတွေကြားပြီးနည်းနည်းတော့တုန်လှုပ်သွားတယ်အဲ့ဒီအချိန်မှာအပင်ကြီးရဲ့ကနေတစုံတစ်ယောက်ဘွားကနေပေါ်လာတယ်သူဟာအလွန်တောက်ပပြီးခုံချက်တည်အပြည့်ရှိတဲ့ရုပ်ကစိုးနှက်တစ်ပါးဖြစ်နေတယ်နက်ကကုံတယ်ကိုပြောတယ်မကြောက်ပါနဲ့ကျွန်တော်ကဒီအပင်ကိုစောက်ရှောက်တဲ့ရုပ်ကစိုးနှက်ပါတင်လန်းခီးမှာဒုက္ခရောက်လာပုံပဲကျွန်တော်ဘာကူညီရမလဲလို့ပြောပြီးလိုအပ်သမျှသူ့ရဲ့ရွှေရောင်တောက်နေတဲ့လက်ညှိုးနဲ့ဖန်တီးပေးရှာတယ်။ကုံတယ်လည်းအယမ်းအော်သွားပြီးမေးလိုက်တယ်။နမင်းကြီးရဲ့မင်းဘယ်လိုများဒီလိုအစမ်းထွက်လာတဲ့ရွှေလက်ညှိုးကြီးကိုပိုင်ဆိုင်ထားတာလဲ။ခုလိုမြင့်မြတ်တဲ့ဘဝကိုမင်းဘယ်လိုရောက်လာတာလဲ။နမင်းကသွေးအေးစွာပြောလိုက်တယ်။အတိတ်ဘဝတုန်းကကျွန်တော်ကဖနှက်ချုပ်သမားလေးပေါ့။တနေ့မှတထေးကြီးအိမ်ကိုမသိတဲ့ဆင်းရဲသားမှန်သမျှကူညီခြင်းတဲ့စိတ်နဲ့ဝမ်းသာအားရတထေးကြီးအိမ်ကိုဟိုမှာပါခမဒီလိုသွားပါဆိုပြီးလက်ညှိုးတစ်ချောင်းနဲ့လမ်းညွှန်ပေးခဲ့တယ်။ကျွန်တော်ကအကျိုးအမြတ်ကိုမမျှော်လင့်ပဲပြုံးပျော်စွာနဲ့သူတို့တွေကိုတနာလွန်းလို့စိတ်ကောင်းသက်နဲ့ကူညီခဲ့တာကြောင့်အခုလိုတရလက်ညှိုးပိုင်ဆိုင်တဲ့ဖုံးကန်ရှိတဲ့နမင်းကြီးဘဝကိုရောက်ခဲ့တာပါပဲ။ကုံတယ်လေဒီစကားတွေကြားပြီးအလွန်အံ့ဩသွားတယ်ပြီးတော့နမင်းကြီးကဆက်ပြောတယ်မဟန်ဩဘာနဲ့အောင်ကျွန်ုပ်ကဘာလို့တင့်ကိုအခုလိုကူညီလဲသိချင်လားလို့မေးလိုက်တယ်ကုံတယ်လေမသိပါဘူးနမင်းကြီးရဲ့ပြောပြပါအောင်နမင်းကဟိုးအတိတ်ဘဝတစ်ခုမှာပေါ့ကုံတယ်ကြီးဟာတထေးတကြွယ်ကြီးတယောက်ပါဒီပိတ်တာကတော့သူ့အတိတ်ဘဝကအလုပ်သမားပါကျွန်ုပ်နမင်းကြီးကတော့သူ့အိမ်ကဆင်းရဲသားတွေရောက်လာဖို့လမ်းညွှန်ပေးခဲ့တဲ့ဖက်နှက်ချုပ်သမားလေးပါဒါကြောင့်ကျွန်ုပ်ကအခုလိုမြင့်မြတ်တဲ့နမင်းဘဝကိုရစေခဲ့တာပါအတိတ်ကတထေးကြီးကိုကျွန်ုပ်ကျေးဇူးလာဆက်တဲ့အနေနဲ့အခုလိုကူညီတာပါအဲ့ဒီအချိန်မှာကုံတယ်ရဲ့စိတ်ထဲမှာအလွန်ကြီးမားတဲ့အသည့်တရားတစ်ခုပေါ်လာတယ်လှုပ်တဲ့အလုပ်ထက်စိတ်ထားကပိုအရေးကြီးတာပါလားထွန်းနောက်ကုံတဲ့ဟာပိတ်တာအတွက်ကုသိုလ်လုပ်ပေးပြီးသူ့ဘဝကိုပြန်လှည့်တိုးတက်အောင်ကြိုးစားသွားခဲ့ပါတယ်။အတိတ်ကသူတော်ကောင်းပြီးကုသိုလ်ကောင်းမှုတွေကိုတည်တည်အထိမရက်မနာပြုလုပ်သွားခဲ့တာပေါ့။အမှန်တော့ကအတွေးလေးတစ်ချက်ကြောင့်ခုလိုဖြစ်ရတာပါ။စင်းရဲသားတွေကိုအလုတ်သမားကတထေးပစံအချောင်လိုချင်နေတဲ့သူတွေလို့တွေးခဲ့ပေမဲ့ဖက်နှက်ချုပ်သမားလေးကတော့စင်းရဲသားတွေဟာအလုတ်ပင်မမှန်ရုန်းကန်နေရတဲ့ဘဝဘေးအကြောင်းမလာတဲ့သူတွေပဲ။သူတို့အဆင်ပြေကြပါစေလို့တွေးခဲ့တာကိုကုသိုလ်ရစေတဲ့အတွေးနဲ့အကုသိုလ်ဖြစ်စေတဲ့အတွေးတွေကိုမှန်ကန်စွာနှလုံးသွင်းတွေးတောနိုင်ကြပါစေကွယ်။